မမပေးသေးဘူးလားဟာဒီချင်းကနီးနေဟောပေးတော့မှာပါရှင်ရလေဒီပေါ်လေးမင်းလေးကြည့်ပြရအောင်လေဒီပေါ်တီတော့မှနောက်တန်းနေပဲကြော်ကန်တော့လေဟေးဘာပြောနေမလဲရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်တီလိုလူတနေ့လုံးတရွာလုံးပြောလို့မဆုံးတဲ့အလူအလူမာကြီးရဲ့အလူငါကြီးရဲ့ဒါရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်တီလိုလူနေလုံးပြောလုံးပြောလို့မဆုံးတဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလောင်းအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲ့ဝါပီတိပြလိုက်တာတပတ်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဒါတို့အလူပါမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည်ကြော်ရောက်အားပေးကြတာပျော်ရွှင်စရာတို့ရဲ့လူပွဲရောပြောရလားသူ့မကြီးရဲ့ပြောတော့မို့လူလာကြီးရဲ့မာကြီးရဲ့တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစို့လေထမင်းမြကြီးစီပါလေမောင်တီလုံးလုံးတနေ့လုံးပြောလို့ပြောလို့မဆုံးနဲ့အလူတို့လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလောင်းအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲ့ဝါပီတိပြလိုက်တာတပတ်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဒါတို့အလူပါဧကဆိုင်ကြီးပြောစီရတီတို့လူကြီးမို့တို့ညစီမယောင်မိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးသည်ကြော်ရောက်အားပေးကြတာပျော်ရွှင်စရာတို့ရဲ့လူပွဲရောမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလောင်းအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲ့ဝါပီတိပြလိုက်တာတပတ်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဒါတို့အလူပါရှင်လောင်းလဲထွက်ရအောင်ဖိတ်ကြားထားတဲ့လက်ရည်များနဲ့မြင်းများလဲရောက်လာပါပြီကိုကိုကာလာသားများနဲ့ကုန်းမာပြီမျိုးသမီးများအဲ့လေကုန်းမာပြီမျိုးသမီးများရှင်လောင်းလဲလိုက်ရအောင်ကြွကြပါဟာဟိုဘက်ရွာကအိုးစီဝိုင်းကဆူးလို့ညံလို့တို့ရွာကပြောဝဲကဘယ်မူးလဲနေကြတာတော့ကွာဟဲ့ရှင်လောင်းလဲထွက်ရအောင်လား
တဲ့နေပြောတယ်ဟဲ့ပြောတယ်ဟဲ့ဒီနေ့ရှင်လောင်းလေတဲ့နေဝတ်တုံ